အားလုံးပဲမင်္ဂလာပါမိခွန်းလေးတစ်ခုကိုဥပဒေဘုဒ္ဓတာအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ပေ40 60ဂရမ်မြေကိုမူလပိုင်ရှင်ကပေ20 60ခွဲပြီးရောင်းတဲ့ခါကျတော့တယောက်ကတော့ဂရမ်မူရင်းကိုရပြီးတော့ကျန်တဲ့တယောက်ကမြေရောင်းဝယ်စာချုပ်နဲ့ဂရမ်မိတ်တူပဲရပါတယ်တဲ့အယောင်းဝယ်စာချုပ်ပဲရှိတဲ့သူအနေနဲ့ဂရမ်မြေပေါက်ရအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မြင်းမြန်းထားတဲ့မိခွန်းလေးကိုဆွေးနွေးပေးရမယ်ဆိုရင်တော့အယောင်းဝယ်စာချုပ်နဲ့ချုပ်ပြီးဝယ်ထားတဲ့နေရာမှာအဲ့ဒီစာချုပ်ကစာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာမှတ်ပုံတင်ထားတဲ့စာချုပ်နဲ့ဝယ်ထားတာလားဆိုတာကအဓိကကျပါတယ်။တကယ်လို့မှတ်ပုံမတင်ထားတဲ့တာမန်ရဲ့စာချုပ်နဲ့ပဲဝယ်ထားရဆိုရင်တော့ဒီစာချုပ်ကိုမှတ်ပုံတင်မှုအရင်ဆုံးလုပ်ရမှာဖြစ်ပါတယ်။ဝယ်ကလေးကစာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာမှတ်ပုံတင်ပြီးတော့ဝယ်ထားရဆိုရင်တော့ဆက်လက်ပြီးတော့လှုပ်ဆောင်လို့ရပါတယ်။မှတ်ပုံမတင်ရသေးရင်တော့မှတ်ပုံတင်ပြီးတော့မှဆက်လက်ပြီးလှုပ်ဆောင်လို့ရပါမယ်။မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာမှန်တယ်ဆိုရင်ပေ40 60အကျယ်ရှိတဲ့မြေကိုပေ20 60ဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂရမ်ပေးလို့ရပါတယ်။အဲ့ထက်ကြီးရင်တော့ဂရမ်ခွဲပြီးတော့မပေးတာဖြစ်ပါတယ်။မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့မူလဂရမ်ကိုဥပိုင်နှစ်ခုခွဲပေးဖို့အရင်လျှောက်ကပါမယ်။ဥပိုင်ခွဲပေးထားတဲ့အပေါ်မှာမြေပုံမြေယာဆိုရင်ကူးပြီးတော့မူလဂရမ်ကနေပြီးတော့ဂရမ်နှစ်ဆောင်ခွဲပေးဖို့ထပ်ပြီးတော့လျှောက်ကပါမယ်။လျှောက်တဲ့အခါမှာလည်းရန်ကုန်ဆိုရင်တော့ရန်ကုန်မြို့တော်စီမံသားရမှာလျှောက်ရမှာဖြစ်ပြီးတော့ကျန်တဲ့ဒေသတွေဖြစ်မယ်ဆိုရင်တော့ခရိုင်ထွေတွေအုပ်ချုပ်ရေးဦးစီးဌာနကိုလျှောက်ရမှာဖြစ်ပါတယ်။မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးလျှောက်ရင်တော့ခွဲမပေးစရာအကြောင်းမရှိပါဘူးပေ20 60ခန်းတစ်ခုစီရသွားမှာပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုဥပဒေဘုဒ္ဓတာအနေနဲ့ဆွေးနွေးပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်